အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်နဲ့တူတူယောဂ6မျိုးကြောင်းကိုလေ့လာလိုက်ကြရအောင်နော်ထိုးကိုရှိချောလျှောစိတ်ကမောက်ကမဖြစ်သောယောဂအတွေးခေါ်ခံစားချက်နဲ့အပြုအမူတွေမှာဟန်ချက်ပြတ်သွားပြီးလက်တွေ့နဲ့ကင်းကွာတဲ့အာယုံမှားတာမျိုးတွေဖြစ်တတ်တဲ့စိတ်ဝေဒနာတစ်ခုဖြစ်ပါတယ်ထိုးကိုရှိချောလျှောစိတ်ကမောက်ကမဖြစ်သောယောဂအတွေးခေါ်ခံစားချက်နဲ့အပြုအမူတွေမှာဟန်ချက်ပြတ်သွားပြီးလက်တွေ့နဲ့ကင်းကွာတဲ့အာယုံမှားတာမျိုးတွေဖြစ်တတ်တဲ့စိတ်ဝေဒနာတစ်ခုဖြစ်ပါတယ်။ဥစွတ်ပြောစိတ်တက်ကြယောဂပြင်းထန်စွာစိတ်မပျော်ရွှင်ခြင်းအာရုံကုန်ခန်းခြင်းနဲ့အရာရာကိုစိတ်ဝင်စားတော့ပဲနေ့စဉ်ဘဝကိုထိခိုက်စေတဲ့စိတ်ကျန်းမာရေးအခြေအနေဖြစ်ပါတယ်။ဥစွတ်ပြောစိတ်တက်ကြယောဂပြင်းထန်စွာစိတ်မပျော်ရွှင်ခြင်းအာရုံကုန်ခန်းခြင်းနဲ့အရာရာကိုစိတ်ဝင်စားတော့ပဲနေ့စဉ်ဘဝကိုထိခိုက်စေတဲ့စိတ်ကျန်းမာရေးအခြေအနေဖြစ်ပါတယ်။ခိုဂျီနိုခီနိုရှောဂိုက်အုံနောက်၏အစင်းမြင့်လှုပ်ဆောင်ချက်များချို့ယွင်းခြင်းမတော်တဆမှုသို့မဟုတ်ယောဂကြောင့်အုံနောက်ထိခိုက်ပြီးနောက်မှတ်ဉဏ်အာယုံစူးစိုက်မှုနဲ့စိတ်ခံစားချက်ထိန်းချုပ်မှုတွေမှာအခက်အခဲဖြစ်လာတဲ့အခြေအနေကိုဆိုလိုပါတယ်။ခိုဂျီနိုခီနိုရှောဂိုက်အုံနောက်၏အစင်းမြင့်လှုပ်ဆောင်ချက်များချို့ယွင်းခြင်းမတော်တဆမှုသို့မဟုတ်ယောဂကြောင့်အုံနောက်ထိခိုက်ပြီးနောက်မှတ်ဉဏ်အာယုံစူးစိုက်မှုနဲ့စိတ်ခံစားချက်ထိန်းချုပ်မှုတွေမှာအခက်အခဲဖြစ်လာတဲ့အခြေအနေကိုဆိုလိုပါတယ်။ဘယ်ချစ်တူပြောခန္ဓာကိုယ်ရဲ့နေရာအနှံ့ပြားဥပမာပါးစပ်အရေပြားမျက်လုံးစတဲ့နေရာတွေမှာဖြစ်စေတဲ့နာတာရှည်ရောင်ရမ်းမှုယောဂဖြစ်ပါတယ်။ဘယ်ချစ်တူပြောခန္ဓာကိုယ်ရဲ့နေရာအနှံ့ပြားဥပမာပါးစပ်အရေပြားမျက်လုံးစတဲ့နေရာတွေမှာဖြစ်စေတဲ့နာတာရှည်ရောင်ရမ်းမှုယောဂဖြစ်ပါတယ်။ပါကင်ဆွန်ပြောအုံနောက်ထဲကဒိုပါမင်ထုတ်လုပ်မှုလျော့နည်းလာတာကြောင့်ဖြစ်တတ်ပြီးအဓိကအားဖြင့်အသက်ကြီးပိုင်းတွေမှာခြေလက်တုံတာလမ်းလျှောက်ရင်ဟန်ချက်မထိန်နိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။ပါကင်ဆွန်ပြောအုံနောက်ထဲကဒိုပါမင်ထုတ်လုပ်မှုလျော့နည်းလာတာကြောင့်ဖြစ်တတ်ပြီးအဓိကအားဖြင့်အသက်ကြီးပိုင်းတွေမှာခြေလက်တုံတာလမ်းလျှောက်ရင်ဟန်ချက်မထိန်နိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။ခင်ဤရှုကုစေဆိုကုဆာကုခိုခါရှောသူ့ကိုအင်္ဂလိပ်လိုအတူကောက် ALS လို့ခေါ်ပါတယ်။ဒါကတော့ကြွက်သားတွေကိုထိန်းချုပ်တဲ့အာယုံကြောဆဲတွေပျက်စီးသွားတာကြောင့်ကြွက်သားတွေအားနည်းပြီးပိန်လှီးသွားတဲ့ယောဂဖြစ်ပါတယ်။ယောဂရင်းလာရင်အသက်ရှူဖို့နဲ့စားတောက်ဖို့ပါခက်ခဲလာနိုင်ပါတယ်။ခင်ဤရှုကုစေဆိုကုဆာကုခိုခါရှောသူ့ကိုအင်္ဂလိပ်လိုအတူကောက် ALS လို့ခေါ်ပါတယ်။ဒါကတော့ကြွက်သားတွေကိုထိန်းချုပ်တဲ့အာယုံကြောဆဲတွေပျက်စီးသွားတာကြောင့်ကြွက်သားတွေအားနည်းပြီးပိန်လှီးသွားတဲ့ယောဂဖြစ်ပါတယ်။ယောဂရင်းလာရင်အသက်ရှူဖို့နဲ့စားတောက်ဖို့ပါခက်ခဲလာနိုင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ယောဂအမည်နဲ့ယောဂလက္ခဏာအကြောင်းလေးတွေပြောပြထားတာပဲဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နေ့ရက်တိုင်းမှာပျော်ရွှင်ပါစေ။မတာနဲ့ဘိုင်ဘိုင်